မင်းအောင်နှင်းမြလေးကိုတကယ်ချစ်မိလို့လားမနေ့ပြောရင်ကျွန်တော်နှင်းမြလေးကိုရင်ထဲကနှင်းကာလာကိုချစ်တာပါဗျာဒါပေမဲ့ကျွန်တော်ဘဝနဲ့သူ့ဘဝနဲ့ဘလို့မှမပေါင်းစပ်နိုင်တဲ့အတွက်ကျွန်တော်တစ်သက်လုံးသူ့ကိုဖုန်းပြောတော့ဘူးလို့ဆုံးဖြတ်ထားတာပါသူ့ဘဝလေးတာတာရမယ်ဆိုလို့ရှိရင်လူမျိုးနဲ့ပဲယူယူကျွန်တော်ကျင့်တတ်ပါတယ်ဗျာကျွန်တော်ဘယ်လောက်တင်တော့မလဲမလေးနင်တို့လိုစုပ်ပြတ်နေတဲ့ကလေးကဝါများတင်တောင်းမယ်ကဲပါကျန်တဲ့ပစ္စည်းဥစ္စာတွေကိုအသာထားအောင်ငွေသားလေး320နဲ့ပဲနင်တင်တောင်းနိုင်ရောကဲပြောသားတကယ်ပြောကျွန်တော်30တင်တော့နိုင်လို့ရှိရင်နှင်းမြောက်ကျွန်တော်တကယ်လက်ထပ်ပါချစ်သူဆောင်ရင်ဝေးပြတော်ပြီယူရပြီးတော့မင်းရရဲ့လွန်စရာကရဲ့ချစ်တော်ကြီးဘုဒ္ဓကြောကြောင့်လေးနေဝဲဆိုမင်းအောင်နှင်းမြလေးကိုတကယ်ချစ်မိလို့လားပြောရင်ကျွန်တော်နှင်းမြလေးကိုရင်ထဲကကာလာကိုချစ်တာပါဗျာဒါပေမဲ့ကျွန်တော်ဘဝနဲ့သူ့ဘဝနဲ့ဘလို့မှမပေါင်းစပ်နိုင်တဲ့အတွက်ကိုသားကြောင့်နှင်းမြရုံနဲ့သိလားကိုသားကြောင့်ပြန်လာတဲ့နေ့တည်းကိုနှင်းမြစောင့်နေမယ်နော်စိတ်ချပါနဲ့ဗျာကိုသားကြောင့်လေအဲ့ဒီ30တစ်နှစ်တွေ့မရရအောင်ရှာပြီးပြန်လာခဲ့ပါမယ်မင်းအောင်နှင်းမြလေးကိုတကယ်ချစ်မိလို့လားမနေ့ပြောရင်ကျွန်တော်နှင်းမြလေးကိုရင်ထဲကနှင်းကာလာကိုချစ်တာပါဗျာကျော်တော်ရဲ့ဝေးတချို့ကိုရေတွင်းယူတဲ့ဝန်တော်နှင်းမြောင်းရဲ့လျောင်းနေခြင်းမီရောက်ဖို့ပြန်ဒီလာခဲ့တယ်ဘဝမွေးစုကံကောဆူလီပြေဆုံးမြောက်ချုံလေးပြီချစ်တဲ့နေမြောက်မှာချစ်သူဆောင်ရင်ဝေးပြတော်ပြီကျွန်တော်ဘယ်လောက်တင်တော့မလဲမလေးနင်တို့လိုစုပ်ပြတ်နေတဲ့ကလေးကဝါများတင်တောင်းမယ်ကဲပါကျန်တဲ့ပစ္စည်းဥစ္စာတွေကိုအသာထားအောင်ငွေသားလေး320နဲ့ပဲနင်တင်တောင်းနိုင်ရောကဲပြောသားတကယ်ပြောကျွန်တော်30တင်တော့နိုင်လို့ရှိရင်နှင်းမြောက်ကျွန်တော်တကယ်လက်ထပ်ပါလားအဲ့ဆိုကျွန်တော်မရရအောင်ရှာခဲ့ပါဗျာကျွန်တော်30မရရအောင်ရှာနင်ရှာလို့ရတဲ့အချိန်ကလေငါတူမအရွယ်လွန်ပြီးအဖွားကြီးဖြစ်တဲ့အချိန်ထိလား